ကဲစမယ်ဘာလို့ဆိုမနေ့ကအသေးပေါက်နဲ့ဆက်ဆူပြီးတော့တင်ရတဲ့ခါမှာဝင်ပြီးတော့မှန်းကြရလူတွေရှိတယ်အဲ့ဒီမှာ negative နဲ့ဝင်မှန်းတဲ့လူရှိတယ်ပြောချင်တာခင်ဗျားတို့ဘယ်လိုပဲမှန်ပါမှန်းချင်တာမှန်းလို့ရတယ်ပြောချင်တာပြောလို့ရတယ်ကျွန်တော်3ခုတင်တာဒါပေမဲ့2ခုပဲတက်တယ်ထားတော့အဲ့ဒါဘာလို့လဲဆိုတော့အခုဒီကသေချာပြောမှန်းတော့ဘာလို့ဆိုတော့ကျွန်တော်ကမုတ်စိတ်တို့ဆဲလို့ဆိုပြီးချို့ကလည်းပြောတယ်မဟုတ်ဘူးဆဲတာမဟုတ်မွတ်စလင်ဖြစ်ပြီးတော့တချို့ကိစ္စတွေက public မှာချပြလို့ရတဲ့ကိစ္စရှိတယ်ကျွန်တော်မောင်လာနာဘသူပါမုဖတီဘသူပါဆိုရင်ဆရာတဆူဆိုရင်ခေါင်းရှိရတယ်ဒါ public တွေမှာချပြလို့မရအောင်ဒါထိလက်ရှာလက်ကိစ္စတွေဖြစ်တယ်ဘာလို့အချင်းချင်းဟိုအမေဒါမလုံးနဲ့ဟိုကမလုံးနဲ့ဆိုတာအချင်းချင်းဆိုအချင်းချင်းပြောလိုက်ပြီးတဲ့ကိစ္စတချို့ကိစ္စတွေကဗလီမှာပြောရမယ့်ကိစ္စတွေ TikTok ပဲတက်ပြီးအာချောင်နေလို့မရအောင်အဲ့ဒါကိုသိစေချင်တာပြောချင်တာအဲ့လိုမျိုးအာချောင်နေတဲ့ကောင်တွေကိုကျွန်တော်ဟိုသွားရမလို့ဘင်္ဂလားသွားသိတယ်ပေါ့လားဆော်ဒီသွားလို့ပြောတာတချို့ဗမာပြည်မှာနေပြီးပြောမလို့မြန်မာပြည်မှာမွေးတယ်ကျွန်တော်တို့ third generation ဖြစ်တယ်ပေါ့ဗျာတွင်းတော်မွတ်စလင်တွေတိုးပေမဲ့မြန်မာပြည်မှာနေမြန်မာနိုင်ငံကိုတကယ်သစ္စာခံပြီးသစ္စာရှိနဲ့မြန်မာလူမျိုးတွေနဲ့ဒန်းတူနေပြီးတော့မှအလုံးလုံးပေးနေတဲ့ပုံစံတွေရှိတယ်သူတို့တွေကတော့ချွင်းချက်အဲကြောင့်ကျွန်တော်ပြောအစရအနာရှိရင်ဆက်လို့ပြောတာအနာမရှိတဲ့ပုံစံတွေမပါဘူးမလို့သူတို့အစရပြည့်စုံပြီးသားပုံစံတွေဒါပေမဲ့ပြောချင်တာမင်းတို့တွေမော်ဘီပဲဖြစ်ဖြစ်မုဖတီပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆက်လင်းကနေကလေးဘွားတွေကနေရောပြီးအောင်တက်လိုက်တယ်အသက်20ကျော်30လောက်မှဘွဲရโอเคဘာဖြစ်ပြီပေါ့နော်ဆရာတဆူဖြစ်ပြီဆိုရင်မပြီးသေးဘူးကျန်တဲ့အခွေတွေဘုဟုတုတဂျန်နယ်လေးကိုတေချာစဉ်းစားပြီးဒါ public မှာချပြတင်လားဒါဟာငါတို့အချင်းချင်းတိုက်ခိုက်တင်လားဒါဟာငါတို့ပြောတင်လားမှန်တော့မှန်ကြီးပြောလို့မသိတဲ့ကိစ္စရှိတယ်မှန်တိုင်းမကောင်းဘူးဆိုတာလေသာသနာပြောလို့မျိုးပဲတော့ပေါ့လားအဲ့တော့စွတ်ပြီးတော့ဖောင်းထူးလို့မရဘူးပြီးတော့လဲဖောင်းထူးတာကြီးလိုက်ရင်မုတ်စိတ်တဲ့ကောင်ကဘသူပြောဆိုမွတ်စလင်ကိုပြောတယ်ဘာသာကြားကိစ္စပေးနာဖယ်ထားလိုက်ဘယ်မှာလဲ unity မင်းတို့ဘယ်မှာညီညွတ်မှုပြီးတော့ပြောတယ်ဆိုတာလဲချက်နဲ့လက်နဲ့ဒါကြီးကို public မှာချပြစရာမလိုဘူးဆိုရင်မပြောနဲ့သူတို့ကမဟာဓမ္မတော်ကိစ္စလုပ်တယ်မင်းတို့ကိစ္စမဟုတ်မင်းတို့မလုပ်နိုင်ပြဖက်နေလိုက်လေအေးဆေးနေကိုကိစ္စကိုလို့ဘာဖြစ်လဲအေးဆေးပဲစောက်ဖောင်းထူတာရှီယာကဘာဖြစ်တယ်ဟာဆိုနီယဘယ်နာရှာဖီယဘာကိုကိစ္စကိုလို့မှအဆင်ပြေမှာဘာလို့တော့တချို့ခါကြမနေ့ကတက်လာတဲ့ခါကြည့်ပြီးတော့တချို့ကလည်းသိစိတ်မကောင်းပြောချင်တာအနာရှိတဲ့ကောင်တွေကိုစပ်ဖို့ပြောတာသိတယ်မဟုတ်လားမုတ်စိတ်ဆိုမုတ်စိတ်ကြီးတွေထားတဲ့လူတိုင်းကိုပြောတာမဟုတ်ဘူးတချို့တကယ်လုံးတဲ့ပုံစံတွေရှိတယ်နော်အဲ့ဒါတွေလာပြောတာတယ်လားဖောင်းထူမှဆိုလဲကြီးထူပေါ့ဗျာသိလားဒီကြောင့်လေကိုဖောင်းကိုရှိပြန်ရောက်နေအောင်မယ်